ဒီနေ့တော့ speed compound noun နဲ့ဂျန်နီရဲ့ nouns တွေကိုဆက်ပြီးလေ့လာပါတယ်။စာလေ့လာတာရက်20ပြည့်သွားပါပြီ။ဆိုတော့ day 21နေစပြီးတော့စာလုပ်ချိန်ကိုတစ်နာရီထပ်တိုးမှဖြစ်ပါတယ်။ရက်20ပြည့်အထိမ်းအမှတ်အနေနဲ့ဖုန်းကာပါလေးလေးလိုက်ပါတယ်။ဒီနေ့လဲ Zentangle ပါပဲခင်ဗျာ။ Zentangle ထဲမှာလိုင်းပုံစံလေးကိုရွေးထားပါတယ်။ဒီတစ်ခါတော့ရေလိုင်းလေးပါအချိန်2နာရီကြာပြီးတဲ့နောက်မှာတော့ဆွဲလို့ပြီးသွားပါပြီ။ Day 20 vlog ရတဲ့လောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။